စင်းရဲမှုမှလွတ်မြောက်ပြီးအကန့်အသတ်မဲ့ချမ်းသာကြွယ်ဝနိုင်ရန်အတွက်တသက်လွတ်စားသူလူသားအသားကိုရောင်းချခြင်းမှဖြစ်ပေါ်လာသောအရာသာနှင့်လောဘကိုဖော်ပြထားသောဇလံဖြစ်သည်ဇလံအစမှာ Vincent နဲ့ Sophie ဆိုတဲ့အိမ်ထောင်သည့်စုံတွဲတွဲကိုပြသထားပါတယ်သူတို့ဟာနှစ်ပေါင်းများစွာဆိုင်ဖွင့်ထားတဲ့အသားဆိုင်တစ်ဆိုင်ကိုလဲပတ်နေကြပါတယ်နှစ်ပေါင်းကြာအောင်လှုပ်လာခဲ့ပေမဲ့ဆိုင်လုပ်ငန်းကမတိုးတက်ပဲအမျက်နှဲငယ်သာရရှိပါတယ်အချို့ချိန်တွေမှာအသားမရောက်နိုင်လို့ပုတ်သွားပြီးဆုံးရှုံးမှုတောင်ဖြတ်စတက်ပါတယ်ဒီလိုအခြေအနေတွေကြောင့် Sophie ကအလုံးမအောင်မြင်တဲ့ဒီလုပ်ငန်းကိုဆက်မလုပ်ချင်တော့ပါဘူးတနေ့မှာဆိုင်ဆောင်နေစဉ်တရိတ်ဆန်မျက်နှာဖုံးဝတ်ထားတဲ့လူအုပ်တစုကရုတ်တရက်ဆိုင်ထဲဝင်လာပြီးအဖြက်စီးလုပ်ကြပါတယ်ဗင်ဆန်ကသူတို့တွေကတယောက်ကိုဖမ်းဆီးဖို့ကြိုးစားပေမဲ့သူကအခြားအဖွဲ့ဝင်တွေကဝိုင်းထိုးနှက်ခြင်းခံရပါတယ်သူတို့ဟာအသားစားခြင်းကိုမုန်းတီးလာတဲ့တက်တက်လွတ်အဖွဲ့အစည်းဝင်တွေဖြစ်ပြီးအသားဆိုင်တွေကိုဖျက်ဆီးခြင်းနဲ့လူတွေကိုအသားမဝယ်အောင်တားဆီးကြတာပါဒီဖြစ်ရဲ့ကြောင့် Sophie နဲ့ Vincent ဟာထပ်မံငွေကြေးဆုံးရှုံးမှုခံစားရပါတယ်နောက်ပိုင်းမှာ Sophie နဲ့ Vincent ဟာ Sophie ရဲ့တငယ်ချင်းအနီးကပ်ဖြစ်တဲ့ Stephanie နဲ့သူမရဲ့ခင်ပွန်းမတို့အိမ်ကိုတွားရောက်ပါတယ် Sophie ကသူမရဲ့ပြဿနာတွေကိုမကြာခဏပြောပြပြီးအကြံဉာဏ်တောင်းတပါတယ်သူတို့အတူတူထမင်းစားရင်းလုပ်ငန်းအကြောင်းတွေပြောဆိုကြပါတယ်ထိုအခါ Stephanie နဲ့မတို့လည်းအသားဆိုင်ပိုင်ရှင်တွေဖြစ်ကြောင်းသိရပါတယ်ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းကအောင်မြင်ပြီးဆိုင်ခွဲအများပြားရှိနေပါတယ်ဒီအရာက Sophie နဲ့ Vincent ကိုအားနည်းမှုနဲ့မနာလိုစိတ်ဖြစ်စေပါတယ်အမျက်များကြရတဲ့အတွက် Stephanie နဲ့ Mark က Vincent ကိုလက်နက်တစ်လက်ကိုလက်ဆောင်ပေးပါတယ်အိမ်ပြန်လမ်းမှာ Vincent ဟာအရင်ကဆိုင်ဖြတ်စည်းခဲ့တဲ့တက်တက်လွတ်အဖွဲ့ဝင်တယောက်ကိုစပိန်စီးနေတာတွေ့ပါတယ်စိတ်နာမှုကြောင့်သူ့ကိုကားနဲ့တိုက်ပြီးတေဆုံးစေပါတယ်အမှုမပေါ်စေရန် Sophie ကလူကိုခွဲထုတ်ပြီးမြို့ပြင်ဘက်မှာတီးခြားဆွန့်ပစ်ဖို့အကြံပေးပါတယ်ဒီအကြံကိုသူမကြိုက်နှစ်သက်တဲ့စိတ်ရောဂါရှင်အကြောင်း TV အစီအစဉ်ကြည့်ထားတာကြောင့်ရလာတာပါသူတို့အလောင်းကိုအိမ်ပြန်ယူလာပြီး Sophie က Vincent ကိုချက်ချင်းခွဲထုတ်ခိုင်းပါတယ်နောက်နေ့မနက် Sophie ဟာပုံမှန်လိုပဲဆိုင်ဖွင့်ပြီးအသားတစ်ပိုင်းကိုမျိုးသမီးတစ်ယောက်ကိုရောင်းပါတယ်နောက်မှ Vincent ဆိုင်ရောက်လာတဲ့အခါအသားကိုမြင်ပြီးအံ့အားသင့်သွားပါတယ် Sophie ကလူအသားဖြစ်တဲ့အကြောင်းမပြောဘဲရောင်းလိုက်ကြောင်းသာပြောပါတယ်အမျိုးသမီးကနောက်တစ်ခါပြန်လာပြီးအသားကအရန်ရတာရှိကြောင်းပြောပါတယ် Vincent ကကြောက်ရွံ့နေပြီးမယောင်းချခြင်းပေမဲ့ Sophie ရဲ့ဖိအားကြောင့်ထက်ရောင်းပေးလိုက်ပါတယ်အသားဟာလူသားသားဖြစ်ကြောင်းနောက်မှ Vincent ကဖော်ပြပါတယ်မျှော်လင့်မထားပဲအရသာကအရန်ကောင်းနေပြီးဖောက်တီကဆွဲလန်းသွားပါတယ် Sophie ကိုယ်တိုင်စမ်းစားကြည့်ပြီးလဲအရန်ရတာရှိကြောင်းဝန်ခံပါတယ်ဒီအချိန်ကစပြီး Sophie ကတက်တက်လွတ်စားသူလူသားသားဟာပိုရတာရှိမယ်လို့ယုံကြည်လာပြီးအဲ့ဒီလိုလူတွေကိုဖမ်းတက်ကအသားလုပ်ပြီးအမျက်ကြီးရဖို့အကြံတစ်ခုချမှတ်ပါတယ် Vincent ကအစမှလက်မခံပေမဲ့ဖောက်တယ်တွေများလာပြီးအသားအလုံးရောင်းကုန်သွားပါတယ်နောက်ပိုင်းမှာသူတို့ဟာတက်တက်လွတ်စားသူတွေကိုလိုက်လံဖမ်းဆီးတပ်ဖြတ်ပြီးအသားလုပ်ရောင်းကြပါတယ်ဈေးကိုတဖြည်းဖြည်းတက်ပေမဲ့ဖောက်တယ်တွေမတိုင်ကြပဲပိုများလာပါတယ်ချမ်းသာကြွယ်ဝလာပြီးနောက်ဆုံးမှာသူတို့လုပ်ရက်တွေကို Stephanie နဲ့ Mark ကတန်တရားဝင်လာပါတဲ့အသားထဲမှာလူလုံးထဲထည့်တဲ့စက်ပစ္စည်းတစ်ခုတွေ့ရှိတာကြောင့်စုံစမ်းပြီးအမှန်တရားကိုသိသွားပါတယ်နောက်ဆုံးတွင် Sophie နဲ့ Vincent ဟာလူတက်မှုများအတွက်ရဲကဖမ်းဆီးပြီးတရားရုံးကအကျဉ်းသက်စီရင်လိုက်ပါတယ်သူတို့နှစ်ယောက်ဟာကိုလိုရက်တွေအတွက်ဘဝတစ်လျှောက်လုံးအကျဉ်းထောင်ထဲမှာပြစ်ဒဏ်ပေးခံရတော့မှာဖြစ်ပါတယ်